ဒီလူကအစကရိတ်ခါရှာဖို့ပဲကြံရွယ်ထားတာပါဒါပေမဲ့တကားဝါကသွေးတီပေးနေတဲ့ရေခဲဒေတာကသူ့ကိုဆွဲဆောင်သွားတယ်သူအသာလေးနားဆွေကြည့်တော့အထက်ကလူရှားတန်တီကြားနေရတယ်ဒါနဲ့ရေခဲဒေတာကိုတေချာပိတ်ပြီးတန်ချောင်းနဲ့ထိုးပိတ်လိုက်တယ်ပြီးတော့တန်ကျိုးနဲ့ပါထပ်ပတ်ပြီးသူ့ကနေအပြင်ကိုဆွဲထုတ်သွားပါတယ်ကွင်းပင်ရောက်တော့တနက်တစ်ချက်တည်းနဲ့ရေခဲဒေတာတကားကိုပစ်ဖွင့်လိုက်တယ်အထက်ကဇွန်ဘီတကောင်လူလိမ့်ထလာပြီးနေရောက်အောင်မှမခတ်မရနိုင်ဖြစ်သွားတယ်ခဏအတွင်းမှာပဲအဲ့ဒီကောင်ကပြားပုံပေါ်ရောက်သွားတော့တာပါပဲဒီလူနာမည်ကဝေါ်ကာလို့ခေါ်ပါတယ်ဇွန်ဘီဗိုင်းရပ်စ်စဖြစ်တော့ကသူ့ရဲ့ကိုဝင်စားစနီးကိုဇွန်ဘီလေတက်သွားခဲ့တာပါအဲ့ဒီအချိန်ကစပြီးသူဟာပျက်စီးနေတဲ့မြို့ကြီးထဲမှာတယောက်တည်းလဲလှယ်နေခဲ့တယ်ဇွန်ဘီတွေကိုလိုက်လာနေနေတာကသူ့ရဲ့နေ့စဉ်အလုပ်တစ်ခုဖြစ်လာခဲ့တာပေါ့ဇွန်ဘီကောင်တက်ပြီးတိုင်းလဲသူ့တနက်တင်မှာအမှတ်အသားတစ်ခုစီလှုပ်ထားတယ်ကြာလာတော့တနက်တင်တစ်ခုလုံးမှာအမှတ်အသားတွေနဲ့ပြညတ်လို့နေပါပြီအောက်ထက်ကစူညံတန်းကြောင့်ဝေါ်ကာတယောက်အတွေးထဲကနေနိုးလာခဲ့တယ်ကြည့်လိုက်တော့လမ်းမလယ်မှာထိုင်နေတဲ့အမျိုးသမီးတယောက်ကြောင့်ကားတစ်စီးရပ်သွားတာတွေ့လိုက်ရတယ်သူ့ရဲ့အတွေ့အကြုံအရဒါဟာထောင်ချောက်တစ်ခုဆိုလားသူချက်ချင်းရိပ်မိလိုက်တယ်ဒါနဲ့အထက်ကိုကောက်လွယ်ပြီးအောက်ထက်ကိုအမြန်ဆင်းလာခဲ့တော့တာပေါ့သူထင်တဲ့အတိုင်းပါပဲကားပေါ်ကလူတွေဆင်းလာတဲ့အချိန်ပါပဲအတိုက်ခိုက်လိုက်သွားတယ်ဒါဟာနေပြီးလူဆိုးကွင်းကရိတ်ခါတွေလူဖို့ဖန်တီးထားတဲ့အကွက်ဆင်းပါအငိုက်မိသွားတဲ့အဲ့ဒီလူတွေဟာတနက်နဲ့အပိတ်ခံလိုက်ပြီးတယောက်ပဲအသက်ရှင်ကျန်ခဲ့တယ်အဲ့ဒီကျန်ခဲ့တဲ့အမျိုးသမီးစော်ကိုင်းခံပေါ်မဲ့အချိန်ပါပဲတနက်တန်ထွက်လာပါတယ်ဝေါ်ကာချက်တိကျတဲ့လက်ဖြောင်ချက်ကြောင့်လူဆိုးတွေတယောက်ပြီးတယောက်ပြုတ်သွားတယ်သူဟာအဲ့ဒီအဖွဲကိုခဏအတွင်းပါပဲအပြည့်ရှင်းပြစ်လိုက်နိုင်တယ်ဝေါ်ကာကလက်နဲ့အချို့တင်းစိတ်ပြီးထွက်သွားဖို့ပြင်ဆင်နေတော့မှဆမ်ဆိုတဲ့လူကစိတ်မနှံတဲ့အမျိုးသမီးတယောက်ကိုခေါ်ပြီးသူ့နောက်ကိုလိုက်လာတယ်ညတော့ရောက်မယ်ဆိုတော့သူတို့ကိုအနီးကဆန်းကိုပို့ပေးဖို့ဝေါ်ကာကိုတောင်းပန်တယ်အဲ့ဒီအစားသူတို့ဆန်းကဓာတ်စိန်တဲ့လက်နက်တွေပေးမယ်လို့ကမ်းလိုက်ခဲ့တယ်ဝေါ်ကာလည်းစဉ်းစားပြီးတာနဲ့သူတို့ကိုခေါ်ပြီးချက်ချင်းထွက်လာခဲ့တော့တာပေါ့မှောင်လာတဲ့နဲ့ဇွန်ဘီတွေကအဆောက်အဦတွေကြားကနေဆက်ထွက်လာကြပြီသူတို့အသက်နိုင်ဆုံးဆန်းကိုအမြန်ဆုံးရောက်အောင်တွားကြရတယ်ဆန်းကရေဒီယိုကနေသူ့တငယ်ကြီးအီတန်ကိုလှမ်းဆက်သွယ်လိုက်တယ်အီတန်ကလည်းရဲစခန်းထဲကလူတွေကိုတတိပေးပြီးအသင်ပြင်ခိုင်းလိုက်တယ်လူကြီးနဲ့ကလေးတွေကိုအချုပ်ခန်းထဲမှာဘေးကင်းအောင်ပုံခိုင်းပြီးဆန်တို့အဖွဲကိုကာကွယ်ဖို့အရှိပေါက်ကနေအပီးလာထွက်လာကြတယ်အားလုံးဝိုင်းကူကြလို့သူတို့တွေဆန်တွေကိုဘေးကင်းစွာရောက်သွားကြတယ်ကိုတော့တကားပိတ်ခါနာမှာပဲဝေါ်ကာတယောက်ရင်းနှီးတဲ့ပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီဇွန်ဘီကြီးကသူ့မိမကိုတတ်ခဲ့တဲ့ကောင်ဆိုလားသူတေချာပေါက်တွေ့လိုက်တယ်ဆန်တွေကတော့ရောင်များမှဝေါ်ကာကိုခေါ်လာတာကိုမကြည့်နဲ့ကြဘူးသူဟာဇွန်ဘီတွေအများကြီးတတ်နေတဲ့အန်ဒီယာရှိသူလို့သူတို့ကမြင်နေကြတာပါပြဿနာမတတ်အောင်ဆမ်ကသူတို့ရှာထွေထားတဲ့လေရင်ကြီးအကြောင်းကိုသတင်းပို့လိုက်တယ်ဒါဟာဒီနေရာကလွတ်မြောက်ဖို့သူတို့ရဲ့တခုတည်းမျှော်လင့်ချက်ပဲပေါ့နောက်မနေ့မှာလူအားလုံးကိုခေါ်ထုတ်တော်ဖို့ခေါင်းဆောင်ဖရန့်ကစီစဉ်ပါတယ်ဒါပေမဲ့ဘေးကင်းရောင်ဆိုပြီးဝေါ်ကာကိုအချုပ်ခန်းထဲခေတ္တထည့်ထားဖို့ဆုံးဖြတ်လိုက်တယ်ဝေါ်ကာလည်းလက်နက်တွေအပ်လိုက်ပြီးအီတန်ရဲ့အဆောင်ရှောက်နဲ့အချုပ်ခန်းထဲလိုက်သွားခဲ့ပါတော့တယ်